မိတ်ဆွေများကဘာဖလာပွဲလည်းနီးပြီဒီညကဘာဖလာပွဲစမယ်အုပ်စုပွဲစဉ်နေစမယ်နော်အုပ်စုပွဲစဉ်နေစရတဲ့အတူဒီညဒီနေ့မနေ့နှလုံးပေါက်ပြီးတော့ဘောလုံးပွဲကစားမယ်လောင်းကြမယ်ဝင်ကြီးစချမယ်အားကြောင့်ဒီမနေ့ကိုနှလုံးတစ်ခွက်ကောင်းပေးမယ်လုံးပိုင်တစ်လုံးပိုင်နဲ့အော်တာအော်ပလိုက်ဆိုတော့ဒီနှလုံးပေါင်းခြင်း၄ကြောင်းနဲ့ဒီနှလုံးပေါင်းခြင်း၄ကြောင်းဒီ၄ဖြစ်တယ်တဲ့ဒီနှလုံးပေါင်းခြင်း၉ကြောင်းဒီ၉ဖြစ်တယ်တဲ့နော်နှလုံးပေါင်းခြင်း၉ကြောင်းဒီ၉ဖြစ်တယ်ဒီနှလုံးပေါင်းခြင်း၅ကြောင်းဒီ၅ဖြစ်ရမယ်၅ထိပ်နော်၅ထိပ်အဲ့ချိန်မှာဒီနှလုံးပေါင်းခြင်း9 5ကြောင့်5ထိပ်ဖြစ်တယ်တဲ့ဒီနှလုံးပေါင်းခြင်း9ကြောင့်9ထိပ်ဖြစ်တယ်တဲ့ဒီနှလုံးပေါင်းခြင်း5ကြောင့်5ထိပ်ဖြစ်တယ်တဲ့အဲ့ချိန်မှာနော်ဒါ9ကတော့2 site ပေါ့နော်တွေ့ပြီအဲ့ချိန်မှာဒီ3လုံးပေါင်းခြင်းဒီဒီ3လုံးပေါင်းခြင်းဒီ2 2 3လုံးပေါင်းခြင်းဒီ2ဒီ3လုံးပေါင်းခြင်းဒီ4 4နှစ်ပြီးတော့လေဂျားထဲမှာ3ကျန်နေခဲ့ဒီ3လုံးပေါင်းချင်းဒီ3ဖြစ်ဖို့တော့ဘာပေါင်းဆိုတော့ကျွန်တော်တို့က9ပေါင်း5ထိပ်5ပိတ်အဲ့ဆိုတော့လုံးပိုင်းပတ်တီးရိုက်တဲ့ပုဂ္ဂိုလ်များကတော့9တလုံးကိုဒီ12နာရီဒီနေ့ဒါ17ရက်6လ2026အဲ့ဒီမှာ9လုံးပိုင်းလုံးပိုင်တကွက်ကောင်းထိုးခြင်းနဲ့မိတ်ဆွေများတော့ကြံပတိနဲ့ပတ်မယ်ပါတော့3 5တကွက်ကောင်း3 5ရဲ့5ဘူးရဲ့5 3ရဲ့အဲ့3ကွက်ကိုမိန်ထားပြီးတော့ထိုးပါအဲ့အရန်ကွက်ကတော့ကျွန်တော်ကြိုက်ဆုံးကတော့ခွန်9ကြိုက်တယ်အရန်ခွန်9တကွက်အားလုံးပဲပေါက်ကြပါစေရာဒီမနေ့မှာလာပါတူပြီးတော့ကဘာဖလာဝင်းညအုပ်စုပွဲစဉ်ကြည့်မယ်ဗျာ